ကောင်းကျိုးလေမသိဘူးလားအကိုမိမယူထားတာဆိုတော့အကိုမိမယူထားတဲ့ကောင်းကျိုးလေးကိုသိလားမိမရှိရဲ့ကောင်းကျိုးလေမိမရှိရဲ့ကောင်းကျိုးအိမ်တော်ကြတဲ့ယောက်ျားလေးအတွက်မိမရှိရဲ့ကောင်းကျိုးဘာတွေကောင်းလဲဘာတွေကောင်းလဲဟုတ်တယ်မိမတွေကဘလို့ကောင်းလဲဘာတွေကောင်းလဲမိမရှိရဲ့ကောင်းကျိုးမိမရှိရဲ့ကောင်းကျိုးဘာလဲမိမရှိရဲ့ကောင်းကျိုးမိမရှိရဲ့ကောင်းကျိုးလေမသိဘူးလားမိမရှိရဲ့ကောင်းကျိုးအေးငင်းအေးမိမရှိရဲ့ဆိုမင်းလည်းအိမ်တော်တက်10နှစ်ကျော်ပြီဆိုတော့မိမရှိရဲ့ကောင်းကျိုးကဘာရှိဟမ်အေးဟုတ်တယ်ငါတို့ဘာတွေကောင်းကျိုးပေးလဲလို့ပေါ့ငါအဲ့ဒီစဉ်းစားနေမင်းနေအေးဖေးရရင်ငါဖုန်းပြန်ဆက်နော်မိမရှိရဲ့ကောင်းကျိုးသူမြောက်တမင်းညာအကိုမိမယူထားမဟုတ်ဘူးလားဒါလေးကမသိဘူးလားဒီမိမရှိရဲ့ကောင်းကျိုးချက်ချင်းတော့မဖြေနိုင်ဘူးလားအခုစဉ်းစားနေလေစဉ်းစားနေစဉ်းစားကြမလို့လေယောစဉ်းစားကြမလို့လေတခါတည်းတန်းဖြေရမှာလေအေးဘာလေလဲမိမရှိရဲ့ကောင်းကျိုးကိုမေးရလေဘာလေးဆက်လာတာမင်းညာမိမရှိရဲ့ကောင်းကျိုးတော့မသိဘူးလားဒါလေးတော့နားမလဲဘူးလားမိမယူထားတာဘယ်နှစ်ရှိနေပြီလဲကလေးကဘယ်နှစ်ယောက်ရနေပြီလဲအသက်ကဘယ်လောက်တောင်ရှိနေပြီလဲအခုတည်းဒီမိမရှိရဲ့ကောင်းကျိုးကိုမသိသေးဘူးလားစဉ်းစားတော့အဖေမပေါ်လို့ရတော့နော် So for now baby and you talk to my dad but it's whoa you